ဆက်လက်ပြီးတော့မှသေတ္တရှင်နော်လာဖို့ဆက်ဓမ္မဂုဏ်တော်ချီးမွမ်းခြင်းဖြင့်ပါဝင်မှာဖြစ်ပါတယ်သေတ္တရှင်နော်လာဖို့ဆက်ကိုဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမတို့ဘဝအသက်တာမှာတစ်ခါတည်းမှာအပြစ်တွေဖျားမကြိုက်တဲ့အရာတွေလူတွေကတော့ခွင့်မလွတ်နိုင်တဲ့အရာတွေလုပ်တတ်ကြပါတယ်ဒီချိန်မှာဖျားရှင်ထံပြန်လဲတိုးဝင်ဖို့အတွက်ခက်ခဲနေတဲ့အခါမျိုးကြောက်ရွံ့နေတတ်တဲ့အခါမျိုးရှိတတ်ပါတယ်ဒါပေမဲ့ဖျားသခင်ဟာကျမတို့ကိုယ့်ရဲ့စစ်မှန်တဲ့နောင်နာနဲ့သူ့ထံပြန်လေတိုးဝင်တဲ့အခါမှာအမြဲတမ်းခွင့်လွတ်ရက်စောင့်ကြုံနေတယ်ဆိုတဲ့အကြောင်းကိုလုံးဝခွင့်လွတ်စေဆိုတဲ့ချင်းလေးနဲ့ချီးမွမ်းခွန်အားပေးချင်ပါတယ်Be so near what could hear changing late Johnny lay Kaga mommy and bear Shine are your long navy I'll go boy up to my lame she say don't navy let your yane told me changing mommy to do bay to queen on my leg Shine So
တုံရသခင်ဆိုတဲ့ချင်းလေးနဲ့ဖျားရှင်ကုန်းတော်ချီးမွမ်းကြပါလေLa la 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 Oh 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 yeah la 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 Oh 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 yeah Home more than lungy like oh when you're like nice and like change cool yeah oh Chimwanya Pin, Pawen Kwabi, Disop Bedware, Data Shen no La for Sego, a 2-way Jesu de Mare, Pianikin, Daye, Gauni Bay, Atomi Baze.